Aku di mana jono, mui kana lin thoi bia pi twa me. Di mui kana jono jono ho lu ngéတဲ့2021ကနေစပြီးတော့မှ2026ထိပေါ့ဒီရှင်းနှလုံးပေါင်းရှင်းအားဖြင့်တော့နိဗ္ဗာန်ပြီးတော့မှဒီအလယ်နဲ့နောက်ပိတ်ပေါင်းတာကတော့လေးဒီမှာနဲ့ဒီမှာလေးပြီးဒီအောင်တာကပေါင်းရှင်းအားဖြင့်ပါလဲဆိုလို့ရှင်3အဲဆိုကျွန်တော်ကနန်းဘယ်လိုယူပါလဲဆိုတော့ဒီမှာတော့ဒီမှာ4တလုံး3တလုံးနှစ်တလုံးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနန်းယူမယ်4နှစ်3တကွိနဲ့4နှစ်ဟုတ်ပြီနော်ဒါကတော့မွေးကရံပေတဲ့ဘက်ကိုထွက်သွားလဲဆိုကျွန်တော်2010ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနော်တန်းတွေ့တယ်အစောကြီးလာတာ4နှစ်ထည့်ထွက်သွားအဲ့ဒါဆိုပေခွဲထားမှလို့ဆိုလို့ရှိရင်4နှစ်ထွက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အခြေအမြည်ပြတော့အချင်းကြာတော့မှဆိုလို့အကြောင်းတော့ကျွန်တော်ကဒီအစကနန်းပေါ့ဒီအစကနန်းနေပဲကျွန်တော်ကတွေ့ပြတော့မယ်နော်ဒီအစကနန်း2020ပြီးတော့ပြီဆိုလို့ရှိရင်အခုလာမယ့်2020ပြီးခဲ့တဲ့2020နဲ့အတွေ့2020ကိုပြန်တွေ့ကြည့်လိုက်မယ်ဒီရှင်းနှလုံးပေါင်းရှောင်းဒီအလဲနဲ့နောက်ပိတ်ပေါင်းကတော့4နောက်တစ်ခါဒီအောက်တစ်ခွဲမှာရှင်းနှလုံးပေါင်းရှင်းအဖြစ်ကတော့3ပါပဲပေါင်းရှင်းအဖြစ်3အဲဆိုကနန်းကျွေးထုတ်လိုက်မယ်ကနန်းကျွေးထုတ်လိုက်မယ်နော်463တကွက်ရေ463ပြီးတော့မှတော့ပြန်ချလို့မယ်4 6အဲ့2020နှစ်တုန်းကဘာထွက်သွားလဲဆိုလို့ရှင်တော့6လေးနှစ်ထွက်သွားတယ်ဒီအောက်တော့သူထွက်သွားတာ6လေးနှစ်6လေးနှစ်ထွက်ပြန်ကြည့်လိုက်တော့ကျွန်တော်ဟိုအစကနေအချိန်ကနေ20အချိန်ကြီးတော့မေးပြတော့ကြာမှာဆိုလို့ကျွန်တော်ကထွက်ပြတဲ့ကဏ္ဍအနေသူဘာထွက်ခဲ့လဲဆိုရင်6လေးနှစ်ထွက်ခဲ့တယ်အဲ့ဒီတော့လည်းကြည့်လိုက်အဲ့မှာထွက်ပြတဲ့ကဏ္ဍကို6လေးနှစ်6လေးနှစ်ဆိုပြီးတော့2020မှာထွက်ခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်2023ကြည့်လိုက်2023မှာဒီရှင်းနှလုံးပေါင်းရှင်းနှလုံးပေါင်းခြင်းကတော့6ဖြစ်ပါတယ်နောက်ကဒီနောက်နှလုံးပေါင်းခြင်းအပြင်ကတော့ဘာလို့ရှင်း300နောက်တစ်ခါဒီရှင်းနှလုံးပေါင်းခြင်းအပြင်ကတော့မိကနန်းထုတ်လိုက်မယ်နော်6ရဲ့300ရဲ့အစင်ကျွန်တော်ကလည်း300 6ပြီးတော့မှ300 6လေးအဲ့ဒီ2023တုန်းကဘာထွက်ရခဲ့လဲဆိုလို့ရှိရင်6 305ထွက်သွားတယ်ဒီ6 305ထွက်သွားတယ်နော်6 3056ငါးထိုင်သွားတယ်အစီပြန်ကြည့်လိုက်ပါ2023မှာသူမွေးကရန်ရှင်တာ365နဲ့364ဆိုပြီးတော့မှ6 305ထိုင်သွားတယ်ဟုတ်ပြီနောက်တစ်ခါဒီ2024ကြည့်လိုက်မယ်9နဲ့9နဲ့ပေါင်း6ဒီ9နဲ့9နဲ့ပေါင်း6ဒီနောက်နှလုံးပေါင်းလဲ6ပဲပြီးတော့မှဒီရှေ့နှလုံးပေါင်းခြင်းကလည်း6ပဲနောက်တစ်ခါဒီရှင်းနှလုံးပေါင်းခြင်းကလည်း6ပဲဒီလိုပူနှန်းစင်တော့နည်းနည်းလေးပဲအာထိုးပက်လေးထိုးရတော့ပေါ့ခဏထုတ်လိုက်မယ်6 3လုံးပြီးတော့မှ6အဲ့ဒီ2024မှာဘာ trade တော့ရတယ်လဲဆိုလို့ရှိရင်တော့
ရှောင်းငါထွက်သွားတယ်ဒီရှောင်းရှောင်းငါထွက်သွားဒီမှာကျတော့တခါတည်းတန်တဲ့ရှောင်းငါဆိုပြီးတော့တန်ထွက်သွားရှောင်းငါထွက်နေရှောင်းငါထွက်ရှောင်းငါဆိုပြီးတော့တင်းစမ်းထွက်သွားနော်ဒီကနောက်တော့ပြီးခဲ့တဲ့နေ့2025ကဒီခုနဲ့လေရှင်းနှလုံးပေါင်းခုနဲ့ခုပေါင်းလေရှင်းလုံးပေါင်းချက်ဖြစ်လေနောက်တစ်ခါ9နဲ့ခုပေါင်းချက်အပြင်ရှော့နောက်တစ်ခါဒီရှင်းနှလုံးပေါင်းချက်အပြင်ကလည်းခုခဏထုံးလိုက်မယ်6 4ခုနဲ့ပြီးတော့မှ6 4 6ပြီးခဲ့တဲ့နေ့က2025မှာပါထွက်လာတယ်ရှောင်းလေးရှောင်းတဲ့တန်းထွက်တယ်ဒီမှာတဲ့တခါတည်းတန်းထွက်တယ်ရှောင်းလေးရှောင်းထွက်သွားတယ်ရှောင်းလေးရှောင်းတဲ့တန်းထွက်သွားတယ်ဒါဆိုလို့ရှိရင်ဒီမှာလာမယ့်ဒီနေ့တခြားလေးကြည့်ပါနော်လာမယ့်ဒီနေ့ဘက်ကနရမှာလဲဘက်ကနမွေးထုတ်ရမလဲဆိုတော့ကျွန်တော်တီးရှာလေးပြပေးမယ်နေဝဇမှာတော့9ခုနဲ့ပြီးခဲ့တဲ့ဘက်က6နဲ့9အဲ့ဒါဆိုရင်ကနန်းရှာလိုက်မယ်ရှင်းနှလုံးပေါင်းခြင်းအပြင်ကပါတော့ရှောက်9ခုပေါင်းရှောက်နောက်နှလုံးပေါင်းခြင်းခုနဲ့ပေါင်း9နောက်တော့ဒီအောက်နှလုံးရှင်းနှလုံးဒီရှင်းနှလုံးပေါင်းခြင်းအပြင်ကပါလဲဆိုလို့ရှိရင်8ကနန်းထုတ်မယ်9 6 8 9 6ခုဆိုပြီးတော့မှဒီကနန်းတော့ဒီကနန်းဒီအောင်ကြတော့အာထိုးရမှာဒါကတော့လာမယ့်2026ရှောင်းတိုက်မွေးကနန်းပေါ့အထူးမွေးကွက်အထူးမွေးကွက်ဖြစ်ပါတယ်ဒါကြတော့အထူးမွေးကနန်းအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါကတော့မွေးကနန်းဖြစ်ပါတယ်နောက်တစ်ခါချင်းလာမယ့်ပါကနန်းထိုးရမလဲဆိုတော့ကျွန်တော်ကတော့အဲ့ဒါတွေမသိပြသေးဘူးကျွန်တော်မွေးကနန်းပဲအရင်ဆုံးသိပြရတာဖြစ်တယ်ဒါကတိန်းထားရမှာဖြစ်ပါတယ်နော်အခုကျွန်တော်တင်တဲ့ YouTube ပေါ်မှာကျွန်တော်အများနဲ့တင်သွားမှာဖြစ်တဲ့အတွက်ကြောင့် YouTube ကိုအကောင့်လေးပါလေး follow ထားအပ်ပေါင်းလေးနှိပ်ထားလိုက်ပါနော်နောက်တစ်ခါကျွန်တော်တင်တဲ့အချိန်ချင်းပြန်တွေ့ရအောင်လို့အခုကကျွန်တော်မွေးကနန်းပြန်တွေ့ပြပြီးတယ်2021ကပြန်ရှင်းပြမယ်2021ကတော့ဒီမှာ4နဲ့3ဆိုပြီးတော့မှ4နဲ့လွတ်ထွက်သွားတယ်ဒီမှာနော်4နဲ့3 4နဲ့ခဏအောင်စနစ်မှာ463ကွိုက်ထိုးတဲ့ခါကျတော့463တပွင့်အသေး4နဲ့အနေက6လေးနဲ့ဆိုပြီးတော့မှဘာလဲထွက်သွားရတယ်နောက်ခဏအောင်73ကျတော့365ဆိုပြီးတော့မှဒီက6365ဆိုပြီးဘာလဲထွက်သွားတယ်နောက်ခဏအောင်2024 6 လုံးရယ်665ရယ်ဆိုပြီးတော့မှ665ကိုထည့်ထွက်သွားတယ်နောက်ကကျတော့ဒီလာမဲ့ဒီ2025ကိုကျတော့64ခု646အဲ့ဒါကနေပြီးတော့မှ646ထည့်ထွက်လာဒီ3နှစ်သူပေးခဲ့တော့2024-2025ထည့်ထွက်ဒီ2026ကသူတည်းပြန်ထွက်မှာလားအဲ့ဒါကိုတော့တတိထားရမှာပေါ့တတိထားမဲ့လက်ချက်စိတ်ဝင်စားစရာတစ်ခုပေါ့စိတ်ဝင်စားဖို့ကောင်းတဲ့ဒီလာမယ့်2026ပေါ့သူကတော့9နဲ့ခုပေါင်း6ခုနဲ့ပေါင်း9 6ဒီမှာ6နဲ့ပေါင်း10 968တခွဲနဲ့96ခုသူတဲ့ထွိုက်မှာလားတကယ်လို့ပတ်လက်ထွိုက်မှာလားတဲ့ထွိုက်မှာလားဒါအကောင်းဆုံးငွေပဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကထုံးလိုက်ကျွန်တော်တို့သက်ဆိုင်တဲ့အပတ်သူနဲ့သက်ဆိုင်တဲ့အချိန်ကိုလည်းသက်ဆိုင်သူထွိုက်နိုင်စေရှိတဲ့အချိန်အဲ့ကျန်ကျွန်တော်ကတစ်ခါပြန်တင်ပေးမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်